โอเคအခုကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာလေးကတော့ကျွန်တော်တို့ 8 mile Soho ရဲ့ Modern Paris Zone ရဲ့ lobby ဖြစ်ပါတယ်ကျွန်တော်တို့ဒါ reception lobby ပါခင်ဗျ Modern Paris Zone ကျွန်တော်တို့အခန်းပေါင်း63ခန်းနဲ့ပေါ့နော်အောက်ထပ်မှာဆိုလို့ရှိရင် shop တွေရှိပါတယ်အပေါ်3လွှာနေပြီးတော့6လွှာအထိတစ်လွှာကို6ခန်းနဲ့အိမ်ခန်းပေါင်း63ခန်းပါဝင်တဲ့8 mile Soho ရဲ့ Phase 1 Modern Paris ရဲ့ lit lobby ကိုကျွန်တော်ရောက်ရှိနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အမှတ်106ပြည်လန်း8မိုင်မရန်ကုန်ပေါ့နော်အဲ့မှာရှိပါတယ်ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့ပြည်လန်းမကြီးနဲ့ကပိုင်းပြားလန်းစုံတဲ့8မိုင် junction နားမှာရှိပါတယ်ကျွန်တော်မြေဧကအဖြစ် 2.8 ဧကကျယ်ဝန်းပြီးတော့ဒီထဲမှာကျွန်တော်တို့စီမံကိန်း phase ပေါင်း9 phase နဲ့တည်ဆောက်နေပါတယ်ဒါဆိုလို့ရှိရင်တော့ phase number 2 Modern Paris Zone ဖြစ်ပါတယ်ဒီ Modern Paris Zone ကိုကျွန်တော်တို့ကအခုဒီနေ့မှာဆိုလို့ရှိရင်အခန်းအနှံတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့pre-sale ဝယ်ယူထားတဲ့ customer တွေကိုကျွန်တော်တို့ဒီနေ့မှာအခန်းအနှံမှာဖြစ်ပါတယ်အဲ့လိုအခန်းအနှံရင်းနဲ့ကျွန်တော်တို့နောက်ထပ်တန်နေသောအခန်းအချို့ကိုလည်းရောင်းချပြီးတော့ပြသပေးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Modern Paris Building ရဲ့လေးလွှာကိုရောက်ရှိနေရပါတော့အလွှာတစ်လွှာချင်းစီတစ်လွှာချင်းစီမှာ taste မတူတဲ့ concept မျိုးလေးနဲ့ကျွန်တော်စီစဉ်ထားရတယ်ဒါအခုဆိုလို့ရှိရင်401 402အခန်းတွေပေါ့နော်ကျွန်တော်ဒီလျှောက်လန်းက9ပြည့်ကျဲပါတယ်406 405နဲ့ဆုံးသွားပါမယ်ပြီးရင်ကျွန်တော်ဒီဘက်မှာ lift lobby ရှိပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်406 405မှာဆုံးပြီးတော့ဒီမှာ corridor ရောက်ပါပြီဆိုတော့lift lobby ရောက်ပါပြီကျွန်တော်ဒီမှာ lift 2ဆင်းရှိပါတယ်တစ်စင်းကကြတော့firefighter lift ဖြစ်ပြီးတော့တစ်စင်းကလူစီး lift ဖြစ်ပါတယ်နှစ်စီးလုံးအသုံးပြုလို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်ဒီ lift lobby ကအထွက်မှာဆိုလို့ရှိရင်လည်း emergency exit stair ကဒီလိုကျဲကျဲဝန်းဝန်းနဲ့တက်တောင့်တက်တာသွားလို့ရမှာဖြစ်ပါတယ် ventilation လည်းကောင်းကောင်းရပါတယ်โอเคဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ Modern Paris ရဲ့9လွှာကိုရောက်နေတာပေါ့နော်အဲ့တော့ကျွန်တော်ခုနကရှင်းပြထားသလိုပဲတလွာနဲ့တလွာကျွန်တော်တို့က taste လေးတွေမတူဘူးအရောင် color theme လေးတွေမတူဘူး decoration လေးတွေနည်းနည်းစီကွဲပါတယ်ခင်ဗျာအခုဒီအခန်းထဲကဆိုလို့ရှိရင်ကျွန်တော်တို့ room number type 3တဲ့ကိုကျွန်တော်ဝင်ပြပါမယ်ကျွန်တော် room type 3မှာဆိုလို့ရှိရင်ဝင်ချင်းကျွန်တော်တို့ဒီဘက်မှာ common toilet ရှိပါမယ် single room ရှိပါမယ်ဒီလေးဆိုလို့ရှိရင် double bedroom ရှိပါမယ်ကျွန်တော်ဒီနေရာမှာဒါ living area ဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ kitchen area ပါအခုဆိုရင်ကျွန်တော်ခုနကပြောသလိုပဲကျွန်တော်တို့ဒီ corridor 3လွှာရဲ့ corridor ကိုရောက်နေပါတယ်ဒါကျွန်တော်တို့ရဲ့ရှောက်လန်းနေရာဒီလိုအကျယ်ကြီးတွေရှိပါတယ်အနည်းဆုံးကျွန်တော်9ပေရှိပါတယ်တလွှာနဲ့တလွှာရဲ့ taste တွေမတူဘူးပေါ့နော်ခုနကကျွန်တော်ပြခဲ့တဲ့လွှာဆိုလို့ရှိရင်4လွှာ corridor ဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီဟာ3လွှာ corridor ဖြစ်ပါတယ်ခင်ဗျာဒါလေးဝင်ကြည့်လိုက်ရအောင် room number type 4ပေါ့နော် type 4ဆိုလို့ရှိရင်ကျွန်တော်ဝင်ချင်းဒီမှာtoilet ရှိမယ်ဒီဘက်မှာအခန်းတစ်ခန်းရှိပါမယ်ဒီဘက်မှာ2 bedroom အခန်းတစ်ခန်းရှိပါမယ်2 bedroom ဆိုလို့ရှိရင်ကျွန်တော်တို့ကျယ်ပါတယ်တော်တော်လေးကျယ်ပါတယ် dressing table တွေပါတယ်ထားလို့ရတယ် wardrobe တွေပါတယ်ထားလို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့အခန်း number type number 4လေးကိုကျွန်တော်တစ်ချက်ဝင်ကြည့်ပါမယ်ဒီဝင်ချင်းကျွန်တော်တို့ကရေချိုးခန်းပါပြီးဒီမှာ single room ပါဒီဘက်မှာ double room ပါဒီမှာဆိုလို့ရှိရင်ဒါဂရင်ထားပြီးတော့ side table တွေအတွက်ကျွန်တော်မီးလဲစီစဉ်ပေးထားပါတယ်ဒီဘက်မှာတော့ wardrobe တွေdressing table တွေထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီခန်းလေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့double bed အနေနဲ့သုံးပြုလို့ရမှာဖြစ်ပါတယ်ဒါလေးကတော့ living room မှာဒီမှာကျွန်တော်တို့ TV ထားလို့ရတယ်ဒီမှာ living room ထိုင်လို့ရပါတယ်ဒီဘက်ကိုလာလို့ရှိရင်တော့ကျွန်တော်တို့က dining ရှိတယ်နောက်တော့ kitchen ရှိပါတယ် kitchen မှာကျွန်တော် hook တွေပါတက်ပြီးသွားပါပြီဒါလေးတွေအပြည့်စုံလေးကျွန်တော်စီစဉ်ပေးထားပါလေနောက်သူဝရဏာလေးဆိုလို့ရှိရင်ကျွန်တော် slide door လေးနေပေါ့နော်ဒီလိုထည့်ပေးထားပါတယ်ကျွန်တော်တို့ air con လေးပါတက်မယ်ဆိုလို့ရှိရင်တော့ဒီkitchen outdoor unit ကိုဝရဏာမှာထားလို့ရဝရဏာအကျယ်ရှိပါတယ်ဒီခန်းလေးရဆိုလို့ရှိရင်ကျွန်တော်တို့ square feet က623 square feet ရှိပါတယ် room number type 4ပါကျွန်တော်တို့ကဒီလိုအနေထားလေးနဲ့ကျွန်တော်တို့ပေးမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ handover လဲစပြီးတော့လုပ်နေပါပြီအရင်ဝယ်ထားပြီးတဲ့အခန်းတွေကိုလည်းကျွန်တော် handover လုပ်နေပါပြီကျွန်တော်တို့ကဒီလိုမျိုးအပြင်အစင်လေးနဲ့ကျွန်တော်တို့handover တွေလုပ်ပေးနေပါပြီအဲ့ဒါလေးကျွန်တော်တို့သတင်းကောင်းလေးပါကြပါတယ်ဟုတ်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ room type 3ပေါ့နော်room type 3မျိုးစားလေးပါဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ဒါ atomic အခန်းလေးပါခင်ဗျပုံမှန် standard အခန်းလေးတွေကတော့ကျွန်တော်တို့ဒီပုံစံလေးနဲ့အပ်ပေးပါတယ်ဒါဆို single room ပါဒါဆို double room ပါဒါဆို double room ပါဒါလေးကတော့ဒါ living area လေးဖြစ်မှာပါဟုတ်ဒီဘက်ကကျတော့သူ့ရဲ့ kitchen area ပါခင်ဗျ kitchen area ပါ kitchen area မှာဒီမီးလေးဖွင့်ထားတယ်နော်ဒါ kitchen area ပါ
ဒီဘက်ကိုထွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က veranda လေးနဲ့ balcony ရောက်ပါမယ် veranda slide door လေးရှိပါမယ် balcony ထွက်ပါမယ်ဒါလေးကတော့ကျွန်တော်တို့ standard အခြေအနေနဲ့ iMac room type 3ပါခင်ဗျာ square feet က905ရှိပါတယ်အိမ်ခန်းနှခန်းပါပါမယ်living dining kitchen ပါပါမယ်နောက် common bedroom ပါပါမယ်ခင်ဗျာကျေးဇူးပါ